ku ataya ne wingi yiya ani ka tu su me se au tai kin ma tai kin ma lan ma te auပြောပြမှာဖြစ်တယ်။ပြန်တော့ကြုံလာတဲ့ခရအောင်စုတောင်းပထမခရပြီးရင်ဝိညာဉ်ရေးရမှာဆောက်ရှောက်ပေးတဲ့သူရှိမှတိုင်ပြမှာဖြည့်ရှင်းတဲ့နေလားသူလာဖြည့်ရှင်းတင်းအကြိုက်နဲ့မပြောရင်တောင်မှခရအကြိုက်တဲ့တင်းကိုလမ်းပြောလမ်းပြပေးမှာဖြစ်တယ်။ဒီလိုမျိုးနဲ့ဥယျာဉ်ချန်တစ်ချန်စိုက်ပြိုးတဲ့အခါမှာဥယျာဉ်ဘူးမရှိရင်တန်ရှင်းလို့ပေးလို့မရှိရင်ရေလောင်းပေးလို့မရှိရင်ညက်တင်ဒီပေါင်းပင်ရှင်းပေးလို့မရှိရင်အဲ့ဒီဟာအားလို့အလကားပဲအသေးတော်တပားမှာတီတီငိမ့်နေပါအခုကတူးရီလေတဲ့ခက်ကျွန်တော်အစာမှာကြီးပါတယ်အရင်တော့မှတူးချင်းနေလေသူကသူ့ခူးတယ်啊，因为你们多边呢，你那边嘛偏叫娘亲们来拿吧，那路山那边的，特别邻居的，来吧，啊，人中啊，都听的，都的，哦，别么样干活的，搞完了啦，这家嘛保护树的，啊，话定固人家，ဒီလိုမျိုးပုံမှန်လူကပတ်တော့ကျွေးတဲ့အတင်းတော်ရှာတော့ပုံမှန်စုတောင်းဝဲရှိတဲ့လူကရှာပါဝိညာဉ်တော်နဲ့တွားတဲ့အတင်းတော်ကိုရှာပါယုံကြည်သူမိတ္တရဲ့ခဏခဏလုပ်တဲ့အတင်းတော်ကိုရှာပါဤဝင်ကလေးနဲ့တာလာလူကအာတာနဲ့အတင်းတော်ကိုရှာပါဒုစရိုက်အတင်းတော်မှာလုပ်တာပြီးမလုပ်နဲ့ကိုစားတာဖះမကြိုက်ဘူးအရက်တော့ဖះမကြိုက်ဘူးအေးအတိတ်တရားကိုပူတစီဖြန်းပေးတဲ့အတင်းတော်ဆန်ကိုရှာပါအဲ့လိုမျိုးအသေးတော်နဲ့ယူမကပြီးနဲ့ဓမ္မတင်တန်းခဏခဏလုပ်တဲ့အသေးတော်ရှာပါတွေးပြီးဆိုရင်အဲ့မှာစရုံးဝင်လိုက်ပုံမှန်အဲ့မှာပြန်ကြောက်တက်လိုက်အလူဝင်အဲ့မှာပေးလိုက်အဲ့မှာစူတောင်းဝင်သွားလိုက်အစ္စာရှိနေအဲ့မှာပါလိုက်အခုကတူရအလူဘောခုံဆွတယ်ဒီတပတ်မှာဟိုအသေးတော်မှာနောက်တပတ်မှာဟိုအသေးတော်မှာကြားလာလို့ဟိုအသေးတော်မှာနောက်တပတ်တော်ဒီမှာလာဆရာတို့ခဏလာအားပေးတာကျွန်တော်တို့ပြောတယ်လာအားပေးဆောင်မလို့ဘူးလာယူလိုက်သူတို့ကဆရာကလာအားပေးမလို့ကျွန်တော်ညှော်လင့်ပါဦးကျွန်တော်လာတာဝမ်းသာပါတယ်အားပေးဆောင်မလို့တေသွားတဲ့အချိန်မှာဘေးအင်းတော်ကတာဝန်ယူပြီးတချူရမှန်းတော့မသိဘူးပြတ်တော့တက်နေကြတာအဲ့ဒါငါတို့တင်းတော်တာတင်းပါလေမဟုတ်အဲ့ဒါငါတို့တင်းတာမဟုတ်ငါတို့တင်းတာဟုတ်တယ်မဟုတ်ပါဘူးငါတို့ချင်းပေးတာပါဘာဘူးငါတို့ဒုက္ခရောက်နေငါတို့ပဲကူနေတာဆုံးတော့အဲ့ဒီသူဆုံးလာတဲ့နာကြီးမှာပြန်လာတက်နေကြတချို့တူးတွေကအရန်လေတာကိုမပွဲရှိသည်ဟာငါတို့အစားကြရပါဝင်ခဲ့တဲ့အတင်းတော်ဟိုမှာပွဲကြီးပွဲကောင်းစီဟာငါတို့ဝိညာဉ်ပိုင်းမှာသူကပတ်တော့တိုက်ကျွေးတဲ့အတင်းတော်ဟိုမှာဒီလိုစီအာငါတို့အမျိုးကြီးရှိတဲ့အတင်းတော်ဘယ်အတင်းတော်အတီတကြလေးမပါဝင်လို့ဟူလူမလုံနဲ့ကျွန်တော်ပြောပြီးပြီလူမျိုးကြီးနဲ့ပတ်သက်လိုက်ကုလူမျိုးကြီးမှာပါအဲ့ဒါအမျိုးနဲ့ဆိုင်တယ်နာယီတိုင်းနဲ့ပတ်သက်လိုက်ပရိဟိတမှာနာမည်ပေးပါဝိညာဉ်ကြီးနဲ့ပတ်သက်တဲ့အသင်းတော်ကိစ္စနဲ့ဖြစ်လာပြီဆိုရင်အမျိုးမကြီးနဲ့အဆောက်အဦမကြီးနဲ့ပပူကြီးမကြီးနဲ့အသင်းတော်ဆိုအကြီးအောင်မဟုတ်ဘူးအသေးတော်ဆိုတာဝိညာဉ်နဲ့ဆိုင်တဲ့အရာကိုပြုစုကုသဆွဲခေါ်တဲ့အသေးတော်ဖြစ်တဲ့အတွက်ကြောင့်ရှင်တန်ကျမ်းမာကြီးထွားရင့်ကျက်သောအသေးတော်ရဲ့သင်္ကေတကိုကြည့်ပါဒီအသေးတော်ကပုကပတ်တော်အတိတ်ကတရားဟောသလားအသေးတော်ကစုတော်ဝဲမှုပုံမှန်လုပ်သလားအသေးတော်ကဝိညာဉ်နဲ့ပြည့်ဝခြင်းအကြောင်းရှိသလားပြည့်ဝကြသလားအဲ့ဒီအကြောင်းကိုလေးလေးနဲ့ဟောသလားမိသားဖွဲ့ခြင်းရှိသလားဤဝင်ကိနဲ့တာနာလုံးငါလုပ်ခြင်းရှိသလားအပြစ်ဒုစရိုက်တင်းတော်မှာဆုံးမခြင်းရှိသလားတင်နာနေထက်ခါရှိသလားအဲ့ဒါကိုကြည့်ပြီးတော့မှအဲ့ဒီမှာဆယင်းဝင်လိုက်ဆယင်းဝင်တဲ့နေရာမှာပတ်တိုင်းမပြတ်တမ်းပါလားတစ္ဆာရှိပါဘယ်သူမှမလာလဲကိုပါတစ္ဆာရှိပါအဲ့ဒီတင်းလို့ဆရာကိုကုဆရာတဲ့ဘောထားပြီးမှအသက်အရွယ်မကြီးနဲ့လူမျိုးမကြီးနဲ့ပညာရည်ချင်းအဓိကမကြည့်နဲ့အသက်တာကိုကြည့်ပါဟောတဲ့ဒေသနာကိုကြည့်ပါအဲ့လိုနဲ့အစ္စာရှိပါဒါမှတာရင်တူးချင်းစီတိုင်းဒီလေပဲကြီးထွားလာတယ်ရင်ကျက်လာတယ်ဂျမ်းမာတန်ဆွဲလာတယ်အသေးတော်အနေနဲ့လေကြီးထွားလာတယ်ဂျမ်းမာလာတယ်တန်ဆွဲလာတယ်ဒီအချက်စစ်ချက်စလုံးအသက်တာမှာနေစင်ချစ်ပုံနဲ့ပြန်
အရောက်ရှိတိုင်းဖရာသခင်ကဖီးမကိုငေတဲ့ကောင်းချီးမင်္ဂလာပေးပါစေ အာမင် ကျေးဇူးတင်ပါတယ်အရှင်